te con wai dulu mi yon sa present rosmo yoga ya kita na tu na ne yung asapun salam kai chakti ngai brand ga bi ko sun kai da nam tu an yes ma sin kan bang yes Mungkin tanah ini mung resanga, mungkin nam tu jangan kami dua kok kami dulu jauh soalan resang cucu soalan. Trong trận đấu sẽ có một cái đồ ăn bí ẩn không, chúng bố bà nó sẽ chỉ trận đấu sẽ siêu liên nó sẽ rồi, chúng ta rồi đá đi về mua mà đi cho đi chơi mà dùng chi vì tuyệt mà mua mà chúng ta rồi tay khai ra đấy, chúng ta rồi đi xài ra đấy nhà đi tu sửa ấy là từ đông từ mồ chúng ta nhìn thấy tay khai nhà đấy number 2 cái rồi phảiဖြစ်တယ် number 2cáiတော့စာရမဏဖြစ်တယ် number 3ကတော့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေကစာရမဏကြောက်ဒီဘိုင်းကိုကျွန်တော်ကြောက်ဒါပေမဲ့ကျွန်တော်တို့ကိုမကြောက်ဘူးလို့ထင်ရတယ်ကျွန်တော်တို့ဘယ်တော့မှမနိုင်ပါဘူးကျွန်တော်တို့ရဲ့ဇာတိစိတ်မှာကျွန်တော်တို့အများအားဆုံးရှုံးရတယ်အဲ့ဒီမှာပဲကျွန်တော်တို့ချော်လဲရတဲ့ဖြစ်အများကြီးရှိပါတယ်အဲ့တော့ကျမတို့တိုက်ခိုက်ဖို့အတွက်အခက်ခဲဆုံးရန်သူကဒီကျမတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်ကျမတို့စီမှာ nature လို့ရှိတယ်အဲ့ဒီလူကလည်းအမြဲတမ်းဆန့်ကျင်ပဲဖြစ်ပါတယ်အဲကြောင့်မို့အမြဲတမ်းတိုက်ပွဲဖြစ်နေတာကျမတို့ရဲ့ဇာတိသဘောအရကျမတို့ကကိုယ်ဆိုရင်အရန်ချစ်တဲ့ချိန်ကြတော့လွယ်လာလေးတွေပဲလုပ်ချင်တယ်တက်တောင့်တက်တာဖြစ်တာပဲကျမတို့ကိုလုပ်ချင်တယ်ဒါကြောင့်ကိုယ်အတွက်မကောင်းဘူးဟာကျမကြီးလည်းထိခိုက်လာနိုင်တယ်ခါဒီကျမတို့သိပြီအဲ့ဒါကိုကျမတို့လုပ်ချင်မကောင်းတာကိုသိတယ်မလုပ်လည်းမလုပ်ချင်ပါဘူးဒါပေမဲ့ကျမတို့အချိန်လုံးလုပ်မိတယ်ကျမသားနဲ့တပည့်ကိုပြောတယ်နင်တို့ iPad ကင်တာအရန်ကြာပြီနော်ပိတ်ဖို့အချိန်တန်ပြီလို့ပြောတော့သူတို့ဘာပြောလဲဆိုတော့သိတယ်လို့ပြောတယ်အနုဖုန်ကျဲအနုမွန်းကျဲအဲ့တော့သူတို့သိတယ်ဒါပေမဲ့သူတို့လုပ်လားဆိုတော့မလုပ်ကျမအဲ့ဒါလေးစဉ်းစားကြည့်ကျမတို့လည်းအဲ့ဒါလိုပဲကျမတို့သိတဲ့အရာတွေကျမတို့မလုပ်တာအများကြီးရှိအဲ့တော့ကိုစိတ်ကိုအရန်ချစ်တော်လေကျမတို့ခဏပြောဘူးလေနော်ကျမတို့စိတ်ကိုကျမတို့အရန်အလိုလိုက်တယ်ငါဒါလုပ်ချင်တယ်ငါဟိုဟာလုပ်ချင်တယ်ဟိုကိုဆန့်ကျင်ရမယ်ဆိုတာကျမတို့မသိဘူးကိုဆိုတာအလိုလိုက်ရမယ်လို့ကျမတို့ကသိခဲ့အဲ့တော့ကျမတို့ဘဝမှာတကယ်တော့ကျမတို့သိထားတဲ့ကောင်းတယ်ဆိုတဲ့အရာတွေလုတ်တင်လုတ်ထိုက်တယ်လို့ထင်တဲ့အရာတွေပေါ်မှာဒါကျမတို့စနစ်တကျတေချာလုတ်ပြီးမှကိုလေ့ကျင့်ခဲ့တယ်ဆိုရင်ကျမတို့ဒီလက်ရှိဘဝနဲ့ကျမတို့ပိုအောင်မြင်နိုင်မယ်အမှားလည်းနည်းမယ်ဝိညာဉ်ကိုအားလည်းကျမတို့ဒီထက်ပိုများမယ်လို့ကျမတို့ယုံတယ်ကျမတို့ကဖျားကိုသိတယ်ကျမတို့ကကျမ်းစာကိုသိတယ်ကျမတို့ကအတိအစင်းနဲ့ပဲကျမတို့မဟုတ်ပဲနဲ့ကျမတို့လက်တွေ့ပိုင်းကိုကျမတို့ပို့ပြီးမှတွားလို့ဖြစ်ပါတယ်လို့ခုနကျမပြောပြီးကျမတို့စီမှာ nature တစ်ခုရှိတယ်ဇာတိပဂတိနဲ့ဝိညာဉ်ပဂတိတစ်ခုရှိပါတယ်လို့ခိုင်ကြဲကျမတို့ကခက်တာလေးကျမတို့မလုပ်ချင်ဘူးဟိုစောင့်စားရတာတွေတီးခံရတာတွေအဲ့ဒါတွေကြတော့မလုပ်ချင်ဘူးကျမတို့ရဲ့စိတ်ကိုအလိုလိုက်ရတာကိုပဲကျမတို့ကတက်ဒါပေမဲ့ဖခင်ကကျမတို့ကိုရွေးချယ်ခွင့်ပေးထားတယ်ဖခင်ကအမြဲတမ်းကျမပြောတယ်အသက်ရှင်ခြင်းနဲ့တည်ခြင်းနဲ့ကျမတို့ရှိမှချထားတယ်ရွေးယူပါတဲ့ဖခင်ကကျမတို့ကိုဇွတ်မပြောသူကကျမတို့ကိုရွေးယူခိုင်းတယ်ကျမတို့ဘာကိုရွေးချယ်မလဲဘဝဆိုတာတကယ်တော့ရွေးချယ်မှုပဲကျမတို့ရွေးချယ်လိုက်တဲ့အရာတွေကျမတို့ရဲ့နောက်မှာကျမတို့ပြန်ခံရတဲ့ဟိုဘယ်လိုပြောမလဲ consequences တွေအကုန်လုံးကကျမတို့ရဲ့ရွေးချယ်မှုကြောင့်လို့ဖြစ်တာများပါတယ်ကျမတို့ကဖခင်ရဲ့စကားတဲ့ကျမတို့ကိုစကားကိုပုံနာထောင်တယ်ကျမတို့စဉ်းစားတာကျမတို့တွေးတာအမြဲတမ်းမှန်တယ်လို့ကျမတို့ပြောလို့မရအောင်လိုအပ်ချက်တွေတော့အများကြီးရှိတယ်အဲ့တော့ကိုအများကြီးကျမတို့ပျက်စီးစေတယ်ကျမတို့ကိုဟိုပျက်စီးစေတဲ့အကြောင်းအရာတွေတော့အများကြီးရှိတာပေါ့အဲ့ဒီမှာစိတ်ပညာရှင်တွေကလူတွေကတဲ့ကိုပျက်စီးစေတဲ့အကြောင်းအရာတွေမှာအဓိကအချက်9ချက်ကိုသူတို့ပြောထားတယ်ကျမအရန်သဘောကျတဲ့ဒီကျမခွန်အားရတဲ့ဒီဒေသနာလေးကိုကျမတကောင်ပြန်ဝေမျှလိုတာဖြစ်ပါတယ်လို့အဲ့တော့
ဒီဒေသနာတော်အနေနဲ့လည်းကျမတို့ကိုကနေကျမတို့ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုပြီးမှကျမဒေသနာတော်ရဲ့ခေါင်းစဉ်အနေနဲ့လည်းကျမပြထားပါတယ်လို့အဲ့တော့နံပါတ်1အနေနဲ့ကျမတို့မပျော်နိုင်တာဖြစ်တယ်တဲ့ဒီကိုပြည့်စည်စေတဲ့အချိန်မှာခိုင်ကျကျမတို့ guilty ဖြစ်တဲ့ဟာရှိတယ်ဘာလဲဆိုတော့တဲ့သူတို့ဥပမာပေးထားတယ်ကျမတို့ကတခါကြီးကြရင်ဒီအနာဂတ်နဲ့ပြစ္ဆုတ်ပံနဲ့မဆိုင်မဲနဲ့အတိတ်နဲ့ဆိုင်ပြီးမှကျမတို့လူတွေက guilty ဖြစ်တတ်တယ်တဲ့အဲ့ချိန်မှာဥပမာပေါ့နော်လူတစ်ယောက်ကမတရားတဲ့မတမာမှုနဲ့စီးပွားရေးလုပ်ခဲ့ဘူးတဲ့ဒါမှမဟုတ်လေလူမှုရေးတော်ကြီးကိုဖောက်ပြန်ခဲ့ဘူးတဲ့ဒါမှမဟုတ်လေမူရစီဝါတစ်ခုကြောင့်မလို့ကိုမူရစီဝါတစ်ခုကိုတောက်တုံးခဲ့ဘူးလေဒီလိုမျိုးပေါ်မှာကိုကျင်လည်ခဲ့ဘူးတဲ့ဟာမျိုးလေဒါမှမဟုတ်လေတယောက်နဲ့တယောက်မတူပဲကျမတို့ရဲ့အတိတ်မှာကျမတို့ guilty ဖြစ်ပြီးမှအဲ့ဒီအတိတ်ကအရင်မဲထဲမှာမထွက်နိုင်တာရှိတယ်ဖျားပြင်ကအဲ့ဒီစိတ်နဲ့သွားတာမကြိုက်ဘူးခိုင်ကျကျမတို့ကအဲ့ဒီစိတ်နဲ့ကျမတို့အဲ့ဒီကပြီးသွားပြီလေဖျားခွင့်လို့ပြီးပြီဆိုပေမဲ့ကျမတို့ကအဲ့ဒီအရင်မဲကနေမထွက်နိုင်ဘူးလေအဲ့ဒီစိတ်ကိုကျမတို့နှလုံးသားထဲမှာတည်ဆောင်နေတဲ့အချိန်ကြရင်ကျမတို့မပြောနိုင်ဘူးနံပါတ်1ကဘာလဲဆိုတော့ကျမတို့ရဲ့အတွေးကိုကျမတို့ထိန်းချုပ်လို့မရတာဖြစ်တယ်တဲ့အဲ့တော့ဒီကထိန်းချုပ်လို့မရနိုင်တဲ့အချိန်ကျတော့ကျမတို့အတွေးတွေကဘာဖြစ်လဲဆိုတော့လက်တွေ့မှာတကယ်တမ်းထင်ပေါ်လာတယ်အဲ့ချိန်မှာစိတ်ပညာရှင်တွေကအဲ့ဒီအတွေးတွေကိုထိချို့လို့မရတာဒီများတဲ့အချိန်ကျရင်လူကစိတ်ယောဂတွေရလာတယ်ထင်အောင်ထင်မှားတွေဖြစ်လာတယ်စိတ်ကြောင်ခြောက်ခြားတွေဖြစ်လာတယ်ကို့အတွေးကနေဘလို့မှရုံးထွက်နိုင်ဘူးအရင်နောက်ပိုင်းဆူဆူဝါးဝါဆိုရင်စိတ်ယောဂတွေဖြစ်သွားတတ်တယ်လို့ပြောတယ်အဲ့ဒါကလည်းကိုယ့်ကိုမထွက်နိုင်တဲ့အရာတွေတစ်ခုဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့မှားမှန်တည့်ရနဲ့လုပ်တဲ့အရာတွေဖြစ်တယ်မှားတယ်ဆိုတော့သိတယ်တကယ်တော့လေကောင်းတာမကောင်းတာကျမတို့အားလုံးသိတယ်ဘသူကုံဆိုမေးလိုက်ကလေးကိုတောင်မေးလိုက်ကောင်းတယ်မကောင်းတာဘာလဲသူတို့သိတယ်ဒါပေမဲ့လုတ်တာမလုတ်တာရွေးချယ်တာမရွေးချယ်တာပဲကျမတို့ကပွာသွားတာဖြစ်ပါလေလို့ပြီးနောက်ချက်ကပါလဲဆိုတော့ကြောက်တာဖြစ်တယ်တဲ့အဲ့တော့ကြောက်တယ်ဆိုတဲ့အရာကကိုအများကြီးပျက်စီးစေတဲ့အရာတွေတစ်ခုဖြစ်တယ်လူတိုင်းစီမှာတော့ normal ကြောက်စိတ်နဲ့ abnormal ကြောက်စိတ်ဆိုပြီးတော့ရှိတယ်အဲ့တော့ဒီကြောက်စိတ်နဲ့ပတ်သက်ပြီးတော့ကျမနောက်ပိုင်းမှာနည်းနည်းကျမပြန်ပြောပါမယ်လို့အဲ့တော့နောက်ချက်ကပါလဲဆိုတော့ကျမတို့မျောလင့်ချက်မဲ့ပြီဆိုတဲ့စိတ်ဖြစ်တယ်အဲ့တော့ငွေရေးကြီးနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်ထောင်နဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျမကြီးပဲဖြစ်ဖြစ်တခုခုပေါ့နော်ကိုယ့်ရဲ့တာသမီပုံမှာဖြစ်ဖြစ်တခုခုအပေါ်မှာကျမတို့ကဟာငါမျောလင့်ချက်မရှိတော့ဘူးဆိုတော့မျောလင့်ချက်မဲ့တဲ့ခံစားမှုတွေကျမတို့ဆီမှာရှိတတ်ပါတယ်လို့အဲ့တော့တကယ်တမ်းကျမတို့ယုံကြည်သူတွေမှာဒါမျိုးမရှိရဘူးကျမတို့လူဘဝမှာအဆိုးဆုံးလို့ထင်ရတဲ့အထီးခိုက်ဆုံးလို့ပြောရတဲ့တေခြင်းတရားတောင်မှကျမတို့အတွက်လမ်းဆုံးမဟုတ်ခဲ့ဘူးအဲကြောင့်မလို့ကျမတို့ဆီမှာမျောလင့်ချက်မဲ့ပြီဆိုတဲ့စိတ်ရှိတာတည်းကိုယ့်ကိုအများကြီးပျက်စီးစေတယ်ပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့ခါတိမှုဖြစ်တယ်တဲ့ခွင့်မလွတ်နိုင်တဲ့ဟာချီနှောင်ခြင်းတွေမနာလိုမှုတွေမုန်းတီးမှုတွေဖြစ်တယ်အဲ့ဒါတွေကလည်းကျမတို့ကိုအများကြီးထိခိုက်စေတယ်ဟိုကျမတို့ကိုအရှင်လက်လက်ဝါမျိုးလိုဖြစ်တယ်သူများတွေကအနေသာကြီးဒါပေမဲ့ကိုယ့်ဘာကိုမပျော်နေတဲ့ဟာတွေဖြစ်တတ်တယ်ပြီးနောက်တစ်ခါပါလဲဆိုတော့စိတ်မလုံခြုံဘူးဆိုဖြစ်တယ်အဲ့တော့စိတ်မလုံခြုံဘူးဆိုတော့တစ်ခါကျရင်ကျမတို့ကကြီးပြီဆိုတော့ကိုအရင်စိတ်လုံခြုံတယ်လို့ထင်တယ်တို့ပေမဲ့လေကျမတို့စိတ်ထဲမှာကျမတို့မသိစိတ်ထဲမှာကျမတို့စိတ်မလုံခြုံဘူးလို့ထင်ရတဲ့အရာတွေကျမတို့ရှိတတ်ပါတယ်လို့အာဒါနဲ့အေးကလည်းအဲ့လိုပဲသူတို့စိတ်မလုံခြုံတော့ဘူးလို့ထင်တဲ့အချိန်မှာသူတို့ရှောက်လုပ်တယ်ကျမတို့ကျမ်းစာမှာတွေ့ရတယ်လူကစိတ်မလုံခြုံတဲ့အချိန်မှာအဲ့ဒီမလုံခြုံမှုအဲ့ဒီကိုယ့်ရဲ့အားနည်းချက်ကိုမမြင်အောင်ပုံပွင့်တယ်တဲ့ဟန်ဆောင်မှုနဲ့တချို့လူတွေကိုကြည့်လိုက်ရင်အယံမာနကြီးတယ်လို့ပဲမျက်နှာကိုတင်းပြီးမှနေတယ်ဒါမဲ့မာနကြီးတာမဟုတ်တတ်ဘူးတဲ့သူ့စိတ်ထဲမှာသူတစ်ခုခုကိုဖုံးကွယ်ထားတယ်သူ့စိတ်ထဲကမလုံခြုံမှုသူ့စိတ်ထဲကအားနည်းချက်ကိုခုနပြောတဲ့အယံမာနကြီးတဲ့ပုံစံမျိုးနဲ့တစ်ခုခုနဲ့ပဲလူတွေကဖုံးကွယ်ဖို့ဟန်ဆောင်ဖို့ကြိုးစားကြတယ်ဆိုပြီးတော့ဒါကစိတ်ပညာရှင်တွေပြောထားတာဖြစ်ပါတယ်လို့အဲ့တော့ကျမတို့ကလည်းဒီထဲကတစ်ခုမဟုတ်ရင်တစ်ခုမှာတော့ကျမတို့လည်းပါတတ်တယ်အဲ့တော့ကျမတို့ကလူတွေဖြစ်တဲ့အတွက်ကြောင့်ဒီလိုစိတ်ခံစားမှုတွေကနေလွတ်မြောက်နေကျမတို့စာအုပ်တွေဖတ်တယ်တကယ်ချင်းတွေအများကြီးနဲ့ပေါင်းတယ်hand out တွေလုပ်တယ်ဟိုသွားဒီသွားအောင်ပျော်စရာပါစရာနဲ့ပြီးတစ်ခုခုကျမတို့ဖြေဖြောက်ဖို့ကြိုးစားကြတယ်ဒါမဲ့ပျောက်တော့လေပျောက်တယ်ဒါမဲ့အဲ့ဒါတွေကခဏပဲအမြဲတမ်းပျောက်သွားတာမဟုတ်ဘူးအဲ့တော့ကျမတို့ကဒီအရာတွေထဲကနေလုံးဝလွတ်မြောက်သွားအောင်လုပ်နိုင်တာခရစ်တော်တပါးပဲရှိပါတယ်လို့အဲ့တော့ဒီနေ့ရဲ့အဓိကတန်းချက်အနေနဲ့ကျွန်မရောမဩဝါဒစာခန်းကြီး၈ကိုရွေးထားပါတယ်အဲ့တော့စကောလာတော်များများကိုလူတွေကအင်တာဗျူးလုပ်တယ်တဲ့ဟောဆရာကကျန်းစာအုပ်ကိုတအုပ်လုံးမဟုတ်ပဲနဲ့ပေါ့နော်ကျန်းစာအုပ်ကိုတအုပ်လုံးပို့ပဲနဲ့ဟိုင်းကျန်းစာအုပ်တအုပ်လုံးထဲကတစ်ခုကိုပဲရွေးပါဆိုဆရာဘာကျန်းလို့ရွေးမလဲလို့တော်များများစကောလာတွေကိုမေးတဲ့အချိန်မှာသူကရောမဩဝါဒစာခန်းကြီး၈ကိုရွေးပါတယ်တဲ့အဲ့တော့
ဘာဖြစ်လို့ရွေးတယ်လဲဆိုတော့ဒီ Roma Ora စာခန်းကြီး၈ကကျမတို့ယုံကြည်သူတွေရဲ့အတွက်ပြည့်စုံတဲ့ကြံလီတစ်ခုဖြစ်တယ်လို့သူတို့ဒီတင်ကြီးတညွတ်ထဲပြောကြတယ်ဆိုတော့ကျမတို့လည်းဒီနေ့ Roma Ora စာခန်းကြီး၈ကိုအရန်ကြီးနည်းနည်းမဟုတ်ရင်ကောင်းမှာပေါ့နော်နည်းနည်းဒီအပေါ်ရန်လောက်ပဲဖြစ်ကျမတို့တစ်ခေါက်လောက်ကျမတို့ကြည့်သွားရအောင်လို့အဲ့တော့ခုနကကျမတို့ကိုပျက်စီးစေတဲ့အရာကနေလွတ်မြောက်နိုင်ဖို့အချက်တွေကဒီ Roma Ora စာခန်းကြီး၈ထဲမှာပါတယ်အဲ့တော့နံပါတ်1အနေနဲ့ပါလဲဆိုတော့ခရစ်တော်ကကျမတို့တယောက်စီအတွက်ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာကိုကျမတို့နေ့တိုင်း remind လုပ်ရမယ်တဲ့ကဲတင်ခြင်းဆိုတာပါလေအဲ့ဒီကဲတင်ခြင်းကကိုယ့်အတွက်ဘာအကျိုးကျေးဇူးတွေပေးတယ်လဲဆိုရယ်မိကိုနေ့တိုင်းမေးပြီးတော့ကျမတို့ဖြေရမယ်အဲ့တော့ကျမစဉ်းစားကြည့်တယ်ကျမကိုမေးသလားဆိုကျမနေ့တိုင်းပဲမေးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကျမအတွက်ဘာလုပ်ခဲ့တယ်ဆိုတော့ကျမသိတယ်ကဲတင်ခြင်းပါလဲဆိုတာကျမသိတယ်အဲ့ဆိုကျမသိပြီးသားဖြစ်တဲ့ကြောင့်ကျမတို့ဘယ်တော့မှမမေးဘယ်တော့မှကို remind လို့အဲ့ဒါကကျမတို့ယုံကြည်သူတွေအတွက်မှားယွင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဘာဖြစ်ဆိုတော့တိပြီးလေခရစ်တော်ဘယ်လိုလုပ်လဲကဲတင်ချင်းဘာလဲကိုတိတယ်ဆိုပါဖြစ်လေဒါရပြီးသွားပြီဆိုတော့ကိုအတွက်မလိုတော့ဘူးလို့ထင်တယ်။ဒါကို remind ပြန်လုပ်စရာမလိုဘူးလို့ကျမတို့ထင်တယ်။တကယ်တော့မဟုတ်ဘူး။နေ့တိုင်းကျမတို့ကို remind လုပ်ရမယ်ချက်ကဲတင်ချင်းဆိုတာပါလေ။ခရစ်တော်ကျမတို့တယောက်စီရဲ့ဘဝမှာဘာတွေလုပ်ခဲ့ပြီလဲဆိုတော့ remind လုပ်ရမယ်။ရောမကခန်းကြီးရှစ်အမြဲတစ်ကနေဒီကျမဒီယာတွေကိုတော့အဆုံးတော့ကျမတို့မဖတ်တော့ပါဘူးလို့ကျန်းစာဥပပါတဲ့လူတွေအကုန်လုံးကြည့်အောင်ဖတ်ကြည့်နိုင်ပါတယ်လို့ဒီအငယ်1နဲ့4မှာဇာတိပဂတိနဲ့ဝိညာဉ်ပဂတိအကြောင်းကိုဒီမှာရေးထားတယ်အဲ့တော့ဇာတိဆိုတဲ့အကျင့်ကိုကျင့်တဲ့သူတွေကဘယ်သူမှလွတ်ချင်းမရဘူးဝိညာဉ်ပဂတိနဲ့ကျင့်တဲ့သူတွေပဲလွတ်ချင်းရမယ်လွတ်ချင်းရမယ်ဆိုတော့အပြစ်တရားနဲ့တည်ခြင်းတရားကနေလွတ်မှာဖြစ်တယ်အဲ့တော့ကျမတို့အပြစ်ရှိတာကိုဘုရားသခင်ကစိတ်ဆိုးပြီးမှကျမတို့ကိုအပြစ်တင်နေတာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကျမတို့ကခရစ်တော်ရဲ့လူဖြစ်တယ်။အပြစ်ရဲ့အခကိုခရစ်တော်ကပေးခဲ့ပြီးဖြစ်တယ်။ဟာငါကယုံကြည်သူမလို့ငါကခရစ်ယာန်မလို့ငါကအခုအပြစ်မရှိတော့လို့အမှားတွေမလုပ်တတ်တော့လို့ဒီဟာကိုဆရာလည်းခဏပြောမှုပါတယ်လို့။အဲ့တော့ခရစ်တော်ကျမတို့အတွက်ကားတဲ့ပုံမှာအပြစ်ကျွေးတွေဆက်ပေးခဲ့တာကဟိုးအရင်တော့ကျမတို့အတိတ်ကိုဆက်ပေးခဲ့ပြီ။ပြီးအရင်တော့ကျမအကျွေးတွေကိုဖျားပေးပြီ။အဲ့တော့အခုနဲ့ဘယ်လိုပြောမလဲအတိတ်ကအကျွေးကိုပဲဖျားဆက်ခဲ့တယ်ဆိုရင်ကျမတို့ဒီနေ့ဘယ်သူမှကောင်းတဲ့နိုင်ငံမရောက်ဒီနေ့ဖျားခင်ကျမတို့ရဲ့အပြစ်တွေကိုဆက်ခဲ့တယ်ဆိုတာဟိုးတုန်းကအပြစ်လည်းပါတယ်အခုကျမတို့လုပ်နေတဲ့အပြစ်လည်းပါတယ်နောက်အနာဂတ်မှာကျမတို့ချက်ပြီးလုပ်အောင်မဲ့အပြစ်တွေလည်းပါတယ်အဲ့ဒါတွေအားလုံးကိုပေါင်းပြီးမှခရစ်တော်ကကျမတို့အတွက်လှုပ်ပေးခဲ့တာဒီတစ်ခါကျကျမတို့ကခရစ်တော်အပြစ်တွေကိုခွင့်လွှတ်ခဲ့တယ်ဆိုရင်ဘာအပြစ်တွေကိုခွင့်လွှတ်တယ်လဲအရင်တော့ကအပြစ်တွေလားမဟုတ်ဘူးဒီအရင်တော့ကအပြစ်တွေတော့ပဲဆိုရင်တော့ဘာထူးတယ်လဲကျမတို့ပုံမရဲသွားရမှာပဲအရင်ကအပြစ်ခွင့်လွှတ်ပြီးလဲအခုကျမတို့အပြစ်ထပ်မလုပ်ဘူးလားကျမတို့လူသားတွေပဲကျမတို့မှာအပြစ်တွေအများကြီးရှိတယ်စိတ်နဲ့ပြစ်မှားတာခုနပြောသလိုပါးစပ်နဲ့ပြစ်မှားတာအမျိုးမျိုးရှိတယ်ကရကောင်ဝစီကမနောကအများကြီးရှိတယ်ဒီလိုတိတ်တိတ်လေးအပြစ်တွေကအစားဒါတွေကကျမတို့နောက်ကာလမှာလဲကျမတို့စူးစမ်းနေပဲလေကျမတို့လုံနေနေအောင်မဲ့အပြစ်တွေရှိပါတယ်လို့အဲ့တော့ဒါကကျမတို့တို့တကယ်ဝမ်းမြောက်စရာနဲ့သတင်းစကားကဒီဟာဖြစ်တယ်ကျမတို့ဘဝမှာဟိုအတိတ်ကာလအခုအနာပြစ္ဆုတ်ပံကာလနောက်အနာဂတ်အပြစ်တွေအကုန်လုံးဖျားခွင့်လို့တာဖြစ်တယ်အဲ့တော့ကျမတို့ကိုဇာတိဂတိနေရာကနေပြီးတော့ဘုရားခင်ကဝိညာဉ်ဂတိဆိုတဲ့ MD spiritual power ကိုခရစ်တော်ကကျမတို့ကိုပေးတယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်လို့အဲ့တော့ဒါကကျမတို့ရဲ့ပင်ကိုယ်စီရိုက်ကောင်းလို့ရတာမဟုတ်ဟေးသူရဲ့ပင်ကိုယ်စီရိုက်လေးရလေးကောင်းလိုက်တာသူကလေအရာကိုချစ်ချင်းမြတ်တာနဲ့ကြည်သွားလို့သူကအရန်လိမ့်ပါလို့မဟုတ်ဘူးအားလုံးကိုအတူတူပေးတာနော်ကျမတို့ကိုချစ်စရာကောင်းလို့ကျမတို့ပို့ပေးတာမဟုတ်ဘူးကျမတို့အားလုံးကိုဘုရားကအတူတူပေးထားတာဖြစ်တယ်တမဟောင်းကမောရှိရဲ့တရားတွေကလည်းဒီအရာတွေကနေလွတ်အောင်ပြောလို့မရအခုဒီလောကကြီးမှာဒီနိုင်ငံမှာများလိုက်တဲ့လောတွေဒီလောတွေကကျမတို့ရဲ့ဇာတိတွေကနေလွတ်မြောက်အောင်ဒါကိုပြောင်းလဲအောင်သူတို့တကယ်တမ်းထိထိမိမိမလုပ်နိုင်ဘူးဥပမာအခုမခိုးနဲ့လူမတတ်နဲ့ထောင်ကြမယ်ဟုတ်တယ်ထောင်ကြတယ်တကယ်လည်းကြတယ်သူ့ပြင်မယ်လေကျမတို့ရဲ့ဒီ physical အရာဒီဟာတွေကိုပြောင်းလဲလို့ပေးနိုင်နေတယ်ကျမတို့ရဲ့အတွင်းတတန်ကိုဒီလောတွေကဘာမှပြောင်းပေးလို့မရဘူးဥမာတခိုးတယောက်ကိုဖမ်းပြီးလို့ထောင်ထဲချလိုက်တယ်ပြန်လွတ်လာတယ်သူခိုးချင်တယ်ပြန်ခိုးမှာပဲမခိုးချင်လည်းမခိုးတာတော့မသိနိုင်ဘူးပေါ့နော်တို့ပြင်မယ်လေဒီလောအရာဒီတခိုးကိုဖမ်းလိုက်လို့ထောင်ထဲမှာချလိုက်လို့ဒီတခိုးကလုံးဝလူတစ်ပြောင်းလဲသွားတယ်ဆိုတော့တရားရခိုင်နေကျမတို့ပြောလို့မရအဲ့တော့ကျမတို့ရဲ့အထဲကအတွင်းကဝိညာဉ်အတွင်းလူအဲ့ဒါကိုဒီလောတွေကနေမပြင်ပေးနိုင်ဘူး
ဥမာပြီးထားတာအရင်ညစ်ပတ်တဲ့ဘက်ရှုပ်နေလူးထားတယ်အဲ့ဒီဘက်ကအရင်ညစ်ပတ်နေတဲ့အချိန်ကျတော့တဲ့အဲ့ဒီဘက်ကိုရေချိုးပေးတယ်ဆက်ပြားတွေလူးပေးတယ်ပြီးတော့မှုေးတော့အောင်ရေမှုေးတွေဆွတ်ပေးလိုက်တယ်ပြီးတော့အဝတ်အစားတွေဝတ်ပေးအလှတွေပြင်ပေးပေါ့နော်ပြီးတော့အင်ဂျီလက်လာတွေဝတ်ပြီးမှဘက်ကိုခေါ်လာတော့လေဘက်ကဘာဖြစ်လဲဝက်ပဲဖြစ်နေတော့မယ်ခုနကတော့ညစ်ပတ်တဲ့ဝက်ပေါ့လေခုကတော့အလှပြင်ထားတဲ့ဝက်ဒါပဲကွာသွားတယ်ဒါပေမဲ့ဝက်ဆိုတာဒူတိုင်းတည်တယ်ဘလောက်ပေးရေချိုးချိုးရေမွေးဘလောက်ဆွဆွနဲ့ခန်းနေဆိုပြီးမျက်မှောက်မဲ့တပ်ပေးပါစေဘဝက်ဆိုတာလူတိုင်းတည်ဒီနေ့ကျမတို့ဖျားချောင်းကိုလာတဲ့အချိန်မှာကျမတို့ရေချိုးတဲ့အလှတွေပြင်နေဟိုအဆိုင်လေကြီးကျမတို့လာတယ်တို့ပေမဲ့လေကျမတို့ရဲ့အတွင်းတန်ကမပြောင်းလဲဘူးဆိုရင်ကျမတို့ဝက်ကဝက်ပဲဘာမှမထူးဖျားစီမှာကျမတို့ကလာတဲ့အချိန်မှာဇာတိစိတ်နဲ့ကျမတို့ဖျားစီမှာလာတာအလကားပဲဖြစ်ဇာတိနဲ့ဖျားစီမှာကျမတို့လာလို့မရအောင်လာရင်လည်းအလကားပဲအဲ့တော့ဒီနေ့ကျမတို့ယုံကြည်သူတွေက transform ဖြစ်ရမယ်လို့ change ဖြစ်တယ်ဆိုတာကဒါအပေါ်ရမယ်ခုနပြောသလိုပဲအပေါ်ရမယ်ပြောင်းလဲသွားတယ်ကျမဒီအကြောင်းတော့3-4ခေါက်တော့ပြောခဲ့တယ်ကျမတို့က transform ဖြစ်ရမယ်အတွင်တန်လုံးဝပြောင်းလဲသွားတဲ့သူတွေဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကျမတို့ရဲ့အတွင်တန်ကိုပြောင်းလဲလိုက်ပြီဆိုတာ ਨੇ ကျမတို့ဘာပြောင်းလဲသွားလဲဆိုတော့ကျမတို့စဉ်းစားတာပြောင်းလဲသွားတယ်ကျမတို့ရဲ့အပြုတ်အမူပြောင်းလဲသွားတယ်ကျမတို့ရဲ့ feeling တွေပေါ့နော်ခံစားရတယ်ပြောင်းလဲသွားတယ်လို့ပြောတယ်အဲ့တော့လူတစ်ယောက်ကတဲ့ဥပမာသူစိတ်သက်ကြတဲ့အပြုတ်အမူတွေသူလုပ်တယ်သူရဲ့ action ဘာဖြစ်လို့လဲဆိုတော့စိတ်သက်ကြတယ်လို့သူခံစားရတယ်သူဘာလို့စိတ်သက်ကြတယ်လို့ခံစားနေရလဲဆိုတော့စိတ်သက်ကြစရာတွေကိုသူတွေးနေလို့ဖြစ်တယ်အဲ့တော့ဒီနေ့ဖျားကကျမတို့ကိုအတွင်းတန်ကိုပြောင်းလဲပေးလိုက်ပြီဆိုတဲ့အချိန်မှာကျမတို့ရဲ့ action ကျမတို့ရဲ့ feeling နဲ့ကျမတို့ရဲ့ thought ဒီအားလုံးဒီဝိညာဉ်ပဂတိအတိုင်းဖြစ်လာတယ်အဲ့ဒီအချိန်မှာကျမတို့ရေမချိုးလဲအဝတ်စားမလဲလေကျမတို့က transform ဖြစ်ပြီးသွားပြီဒီအပြင်နဲ့မဆိုင်တော့ဘူးဒါကအတွင်းတန်ပြောင်းလဲခြင်းနဲ့ဆိုင်ဘာဖြစ်လို့လဲဆိုတော့ဖျားပဲတတ်နိုင်တယ်လို့ပြောတယ်လူတယောက်ကိုကျမတို့က force နဲ့သူ့ကိုပြောင်းလဲခိုင်းလို့မရဘူး feeling ကိုလည်းပြောင်းလို့ပါတယ်ဥပမာလူတယောက်ကိုကချစ်တယ်ဒါမဲ့မင်းဒီလူကိုမုန်းရမယ်လို့ကျမတို့ force နဲ့လုပ်လို့ရတာမရဘူးငိုနေတဲ့လူကိုမငိုနဲ့ငိုတဲ့မင်းခုချင်းချင်းရီလို့ပြောကြည့်ဟန်ဆောင်ရင်တော့ရတယ်မင်းသားမင်းသမီးတွေလို့ဟန်ဆောင်ပြီးမှငိုလိုက်ရရမယ်တကယ်ခံစားမှုအစစ်နဲ့ကျမတို့လုံးဝ force နဲ့လုပ်လို့မရဘူးအဲ့တော့ကျမတို့ဖျားကိုတကယ်ချစ်တယ်ဆိုရင်အဲ့ဒီချစ်တယ်ဆိုတဲ့စိတ်ကိုလည်းကျမတို့ force နဲ့ဖျားကိုမုန်းလိုက်လို့ဘယ်အရာကမှအဲ့ဒီခံစားချက်ကိုပြောင်းလို့မရဘူးအဲ့တော့ခံစားချက်ကိုပြောင်းဖို့ကဘာလဲဆိုတော့စဉ်းစားတာပြောင်းရမယ်စဉ်းစားတာပြောင်းတဲ့အချိန်မှာကျမတို့ action ပြောင်းလာတယ်အဲ့တော့ကျမတို့ကဇာတိပဂတိကိုပဲစဉ်းစားနေတယ်ဆိုတော့ဇာတိပဂတိ feeling ပဲကျမတို့ဒီမှာရှိတယ်အဲ့တော့ဇာတိပဂတိ feeling ကဘာကိုပဲမွေးဖွားလာစေလဲဇာတိပဂတိဆိုတဲ့ action ပဲကျမတို့ဘဝမှာမွေးဖွားလာစေတယ်အဲ့ဒါကိုပြောင်းလဲယူဖို့ကျမတို့လုံးဝမတတ်နိုင်ဘူးကျမတို့လုံးဝကျမတို့ကိုအားကိုပြောင်းလဲလို့မရဘူးဖျားပဲပြောင်းလဲပြီးနိုင်တာဖြစ်တယ်ကျမတို့အထဲမှာဘာရှိတယ်လဲကျမတို့အထဲမှာတန်ရှင်သောဝိညာဉ်တော်ဖျားရှိပါတယ်ကျမတို့တန်ရှင်သောဝိညာဉ်တော်ဖျားကိုကျမတို့အကူအညီတောင်းရမယ်ခရစ်တော်ရဲ့အသက်ရှင်တဲ့ချိန်မှာခရစ်တော်စီမှာလူနာတွေအများကြီးလာတယ်မျက်မြင်တဲ့လူတွေလည်းလာတယ်ခြေလက်တည်တဲ့လူတွေလာတယ်အများကြီးပဲဖျားနာတွေလာတယ်ပျောက်ပေးရတဲ့ခွင့်ကိုဖျားပေးတယ်ဒါပေမဲ့လေအဲ့ဒီချိန်မှာခရစ်တော်ဖျားအသက်ရှိနေတဲ့အချိန်မှာအဲ့ဒီဣတိလတိုင်းဒီမှာအဲ့ဒီလူနာတွေပဲရှိခဲ့တာမဟုတ်ဘူးတကယ်တော့မပြောက်ပဲနဲ့ရှိနေတဲ့မျက်မြင်တွေလည်းအများကြီးရှိသေးတယ်လူနာတွေလည်းအများကြီးရှိသေးတယ်ယောဂရနေတယ်လည်းအများကြီးရှိသေးတယ်ဒါပေမဲ့သူတို့တွေကဖျားစီမှာမလာခဲ့တာဖျားစီကိုမလာခဲ့တဲ့ဘသူမှပြောက်ပင်ခွင့်မရခဲ့ဘူးယုံကြည်ခြင်းအပြည့်နဲ့ဖျားရဲ့ခြေတော်ရင်းကိုရောက်လာတဲ့သူတွေတာရင်ခရစ်တော်ဖျားရဲ့တို့ထီချင်းခရစ်တော်ဖျားအဖြစ်ပျောက်ကင်းချက်တာခွင့်ရအဲ့တော့ဒီနေ့ကျမတို့တွေးတာကျမတို့ခံစားတာကျမတို့ရဲ့ပြုတ်မှုတာတွေပြောင်းလဲဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုကျမတို့မတောင်းခံတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်သူ့ဘာသူကျမတို့ကိုမပြောင်းလဲဘူးကျမတို့ဘက်ကလိုလာတောင်းဆိုဖို့သူကလိုအပ်ပါတယ်ဟာဖခင်တကူရှိတာပဲသူလုပ်ပြလိုက်လေလို့လူတိုင်းကိုလုပ်ပေးရင်တော့မကောင်းဘူးဆိုတာမရှိလို့မရလူတိုင်းကောင်းတာကြီးပဲလူတိုင်းကောင်းတာကြီးပဲဆိုရင်အဲ့ဒါကြောင့်မကောင်းတာရှိတယ်ဆိုတော့ကျမတို့တို့တကယ်တော့ကောင်းပါတယ်အဲ့တော့နှိုင်းရှင်လို့ကျမတို့ရတယ်မဟုတ်ရင်ကောင်းတာကြီးပဲလူဆိုးလည်းမရှိဘူးအကုန်ကောင်းတာကြီးပဲဆိုရင်ကျမတို့ဘေးအရာကိုနှိုင်းရှင်ပြီးတော့ကောင်းတယ်လို့ကျမတို့ပြောမယ်ဖျားတိုင်းကတကိုးရှိတယ်ဖျားတိုင်းကကဲချင်းပေးနိုင်ကျမတို့ဖျားကဲချင်းပေးတယ်ဖျားစစ်ဖျားမှဖြစ်လို့ကျမတို့ဘာလို့ပြောတော့မလဲဘုလို့တူပဲလေကျမတို့ကအဲ့လိုတူပဲထဲမှာမပါဘူးအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်တကယ်တခိုးသမားဟိုဂျပန်ကယာကူဇာကလူဆိုးကောင်းဆောင်တယောက်တူ
ဖျားကိုရတယ်ပြောင်းလဲသွားတာတွေ့ဘူးပါလိမ့်မယ်သူတရားဟောဆရာလည်းဖြစ်သွားတယ်သူ့ကိုကြည့်လိုက်သူကိုယ်လုံးတူပြီးနေတယ်သူ့ကြည့်လိုက်ပေါ့ဟိုနားတော့အပေါက်တွေတော့ရှိသေးတယ်အပေါက်တော့လက်ဓာတ်ကမတတ်ထားတာသူ့ပေမဲ့လည်းအရင်တော့ကသူစဉ်းစားတာဘယ်လိုလဲအရင်တော့ကသူ့ရဲ့အပြုတ်မှုဘယ်လိုလဲအရင်တော့ကသူဘာတွေခံစားရတယ်သူဟာလူတွေလည်းအများကြီးတတ်ခဲ့တယ်မူရည်စီဝါလည်းသူဆွဲခဲ့တယ်ရောင်းလည်းရောင်းခဲ့တယ်မကောင်းတာတွေသူအများကြီးလုပ်ခဲ့တယ်ဒါပေမဲ့ခရစ်တော်ကိုရပြီးတဲ့အချိန်မှာအဲ့ဒီယာပူဇာဂိုင်းကောင်းဆောင်ကြီးက transform ဖြစ်သွားတယ် transform ဖြစ်သွားရင်အရင်တော့ကလေးတောင်မဟုတ်တော့အရင်ကိုချင်းမြတ်တာနဲ့ကြည်ဝတဲ့လူတစ်ယောက်ဖြစ်သွားတယ်အဲ့ဒါကအသွင်သဏ္ဍာန်ပြောင်းလဲခြင်းဖြစ်တယ်ဒါမဲ့သူခဏကိုပြောင်းလဲလာမပြောင်းဘူးဒီတက်သူတွေလေဒီတိုင်းမဲ့ဒီပုံစံမဲ့သူပဲမလဲသူရဲ့အတွင်းသဏ္ဍာန်ပြောင်းလဲသွားတယ်သူတရှင်တော်ဝိညာဉ်တော်ဖျားရဲ့လမ်းပြမှုကိုသူယူပြီးမှသူအသက်ရှင်သွားတဲ့အချိန်မှာလုံးဝပြောင်းလဲတဲ့အသက်တာတစ်ခုမှသူဟဲလျှောက်သွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်နံပါတ်1အနေကတော့အငယ်9နဲ့6ဖြစ်ပါတယ်လို့ကျမတို့ရဲ့အသွေးခေါ်တွေကိုပြောင်းလဲနိုင်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားစီမှာကျမတို့တောင်းခံရမယ်ကျမတို့ဆုတောင်းရမယ်ကိုတော့ကျမရဲ့ဇာတိစိတ်ကိုကျမမကြိုက်ပါဘူးကျမဒီလိုစဉ်းစားသွေးခေါ်နေရမကြိုက်ဘူးကျမရဲ့နှလုံးသားကိုပြောင်းလဲပြီး change မှာကျမတို့ဆုတောင်းဖို့လိုပါတယ်ခိုင်ကျကျမတို့တခြားအရာအများကြီးတောင်းနေမယ်ကျမတို့ရဲ့ဇာတိစိတ်ကိုပြောင်းလဲပြီးကိုကျမတို့မတောင်းတတ်ဘူးတခိုင်ကျလဲကိုတော့ငါတော့တူတူလေးတော့ကောင်းတဲ့အထဲမှာပါတယ်လို့ကျမတို့ထင်တတ်တယ်ပေါ့နော်။သူများလိုငါမကောင်းဘူးမလုပ်ဘူးပေါ့။သူ့ပေမဲ့လေကျမတို့ရဲ့ဒီဇာတိစိတ်တွေကကျမတို့နေ့တိုင်းအမြဲတမ်းကျမတို့နဲ့ရံဖြစ်နေရတဲ့အရာလေးတစ်ခုဖြစ်ပါလေလို့ကျမတို့လူတွေရဲ့ဘဝမှာပြဿနာဆိုတာဘယ်တော့မှမပြောင်းလဲဘူးမယိုးနိုင်အောင်လာမှာပဲ။ဒါပေမဲ့ကျမတို့ကပြောင်းလဲတဲ့သူတွေဖြစ်သွားတဲ့အချိန်မှာအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အဲ့ဒီပြဿနာတွေကိုကင်တွယ်ဖို့အဲ့ဒါတွေကိုကျမတို့ပြန်ပြီးတုံ့ပြန်တဲ့ပုံစံတွေကဇာတိပဂတိနဲ့ဝိညာဉ်ပဂတိလူသားတွေရဲ့တုံ့ပြန်ပုံမှာအများကြီးကွာခြားသွားပါတယ်လို့အဲ့ဒါကပြောမယ်ဆိုရင်ဒါက replace လုပ်လိုက်တာပေါ့ဇာတိပဂတိနေရာမှာဝိညာဉ်ပဂတိကိုကျမတို့နေရာယူလိုက်တာအဲ့ဒါဘာလဲဆိုတော့ဥမာကိုကဝိတ်ချတော့မယ်ငါခုချူတာတွေစားတော့ဘူးငါဒိုနတ်တွေလည်းမစားတော့ဘူးပေါ့အဲ့မှာဒိုနတ်တွေအများကြီးချထားငါမစားဘူးငါခုဝိတ်လျှော့တယ်ငါကြည့်ပဲကြည့်မယ်အနှံ့မဲငါခံကြည့်မယ်လို့ရမှာမရဘူးနော်သူများတွေအကုန်လုံးနေကြစီစားနေတဲ့အချိန်မှာလည်းဘာဖြစ်လဲငါမစားတော့ဘူးလို့လက်ကျုပ်ထားပါစေဦးဘာဖြစ်လဲကြည့်နေတဲ့အချိန်မှာဘာဖြစ်လဲလက်ကတော့သူရောက်သွားတာပဲစားမိနေတာပဲမဟုတ်လားမဖြစ်နိုင်ဘူးငါကြည့်ပဲကြည့်မယ်အနှံ့ပဲခံမယ်မစားဘူးဆိုရင်လုံးဝမရဘူးအဲ့တော့ကျမတို့မလုပ်ဘူးလို့ဆုံးဖြတ်ထားတဲ့အရာတစ်ခုကိုကျမတို့ကမခုခံရဘူးတဲ့အဲ့ဒီပုံမှာသူတို့ကစိတ်ပညာသဘောရပါတော့အဲ့ဒါကို against လုပ်တဲ့လေအဲ့ဒါကို attention ကိုလုပ်နေတယ်တဲ့ attention ကိုလုပ်မိရင်တော့မလုပ်ဘူးဆိုပြီးမထူတော့ပါဘူးစားလိုက်တော့မယ်ဆိုတော့ဆုံးစားတာလည်းပဲပြီးသွားတာပေါ့တစ်ခုပဲနှစ်ခုပဲဆိုဒီမှာတန်ရာလိန်သွားတဲ့ဟာမျိုးအဲ့တော့မလုပ်ဘူးလို့ဆုံးဖြတ်ထားတဲ့အရာပေါ်မှာကိုကမခုခံနဲ့ replace လုပ်ရမယ်အဲ့ဒီတရားမျိုးကျွန်တော်တို့လောကဘုတ်တစ်ခုရှိတယ်လို့အဲ့တော့အဲ့ဒီအချိန်မှာစာတာမနတ်စီကတော့ပါလာတယ် temptation ဆိုတာလာတယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားစီက inspiration ကျွန်တော်တို့စီမှာလာတယ်အချိန်မှာကျွန်တော်တို့ဘာကိုရွေးယူရမလဲဆိုတာဒါကတော့ကျွန်တော်တို့အပိုင်းပဲဖြစ်ပါတယ်စာရမဏတ်ကိုကျွန်တော်တို့ focus လုပ်နေမလားတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုကျွန်တော်တို့ focus လုပ်မလားဆိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က24နာရီလုံးကျွန်တော်တို့ဘဝရဲ့အချိန်နာရီတိုင်းဒီတန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့လမ်းပြမှုကိုကျွန်တော်တို့တောင်းခံဖို့လိုအပ်တယ်အဲ့ဒါကဖျားကိုမသိသေးတဲ့သူတွေဖျားကိုမရသေးတဲ့သူတွေမလုံးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့စီမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားမရှိတဲ့အတွက်ကြောင့်အဲ့ဒီတကူသူတို့စီမရှိဒါကကျမတို့ယုံကြည်သူတွေကိုပဲဖျားပေးထားတဲ့တီးတက်အခွင့်အရေးတစ်ခုဖြစ်တယ်တခြားမယုံကြည်သူတွေလို့ဆိုတာလုံးဝလွယ်ကူတဲ့အရာမဟုတ်ပါဘူးအဲ့တော့နံပါတ်3ချက်အနေနဲ့ကပါလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့တကူကိုရလာတဲ့အချိန်မှာကိုယ်စီမှာစာတန်ကိုယ့်ရဲ့ဇာတိကိုနိုးလို့လုပ်နိုင်တဲ့ power ကိုရပါတယ်တဲ့ဂလာတိခန်းကြီး9ငယ်16ပါလေငါပြည့်ညက်တကာဝိညာဉ်ပဂတိအတိုင်းကျင့်ကြတော့ထို့တို့ကျင့်နေဇာတိပဂတိအလိုတို့မလိုက်တယ်နေကြလိမ့်မယ်လို့ပြောတယ်အဲ့တော့ယုံကြည်သူဖြစ်လာတဲ့အချိန်မှာကျမတို့ဇာတိမရှိတော့တာကိုပြောတာမဟုတ်ဘူးနော်မင်းတို့ယုံကြည်သူဖြစ်လာတဲ့အချိန်မှာဇာတိပဂတိစိတ်တွေအကုန်လုံးဗာလေမျက်လက်လိုပျောက်သွားမယ်လို့ပြောတာမဟုတ်ဘူးကျမတို့စမှာရှိသေးတယ်အဲ့ဒီဇာတိပဂတိကလူတဘာဝဘယ်လေးလို့ကျမတို့လည်းပြောတတ်တယ်ပဲလူတဘာဝကြီးကအရင်ကကောင်းတာမဟုတ်ဘူးလေလူတဘာဝပြောရင်ငါခုစမ်းစိတ်ဆိုးနေတော့မင်းကလည်းတင်းနဲ့ထိုးလိုက်မယ်နော်လို့ကျမတို့လို့ရမလားကျမတို့စိတ်ရှိတယ်လေကျမတို့လုံးလို့မရဘူးလူတဘာဝစိတ်ကျမတို့ရှိတယ်ကျမတို့ရှိမှာကိုယုကာယကောင်းမောင်းနေမဆဲချင်တော့ခိုင်ကြတယ်အရင်ဆဲချင်တယ်မလားဘလူမောင်းနေမသိဘူးအဲ့ဒီကျမတို့ဒါလူတဘာဝအရာကျမတို့စိတ်ထဲမှာဖြစ်နေတာလေအများကြီးရှိတယ်ငါဒီလိုခံစားရလို့ငါဒီလိုပဲဖြစ်ချင်တယ်လို့ကျမတို့ခေါင်းမာနေတာဟာခရိယာအတက်ကရင့်ကျက်ခြင်း
ရှိတယ်မရှိဘူးဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရမှာဖြစ်တယ်အဲ့တော့လူတဘာဝအတိုင်းခံစားပြီးနေရအောင်ဆိုရင်မရက်ပြန်ဘယ်သူမှအလုံးမသွားနဲ့တကယ်မသွားချင်ဘူးလားဒါလူတဘာဝပဲလေမသွားချင်ဘူးဒါပေမဲ့ပတ်စံတော့ပေးပါဦးတယ်ဒါပေမဲ့မရဘူးလေပေါ့နော်ကျွန်မပြောချင်တာကအဲ့တော့ကျမတို့ကအဲ့ဒီရဲ့စိတ်သက်နောက်ကိုကျမတို့မလိုက်တော့အဲ့တော့မလိုက်တော့ဘူးဆိုတာကကျမတို့မလိုက်ချင်တော့တာအဲ့ဇာတိစိတ်ကိုစုံစမ်းနောက်ရှစ်ချင်းတွေကိုကျမတို့မကြောက်တော့တာစိုးလဲမစိုးရင်တော့တာဖြစ်တယ်ဘာဖြစ်လို့လဲကျမတို့ရဲ့အထဲမှာရှိတဲ့တကူရှိတဲ့အရာကအလုံးလုံးဖြစ်တယ်အဲ့ကြောင့်မလို့ကျမတို့မလုပ်ချင်တော့တာမလိုက်ချင်တော့တာဖြစ်တယ်အဲ့တော့ဒီခိုင်ကျရင်ကျမတို့ကဒီတန်ရှင်တော်ဝိညာဉ်တော်ဘုရားကရှိနေတာပဲအစကတည်းကအဲ့ဆိုတော့ဒီတန်ကြီးကျမတို့သိပြီးမှတော့မလို့အခုလူတိုင်းစီမှာရှိတာပဲဟုတ်ပါတယ်ဒါပေမဲ့ဟိုယုံကြည်သူတိုင်းစီမှာရှိနေတယ်လို့ပြောတတ်ကြတယ်ဒါပေမဲ့လည်းကျမတို့ကဒီတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုကျမတို့ဘယ်လိုလက်ခံတယ်လဲဆိုတဲ့အပေါ်မှာလည်းအများကြီးမူတည်သွားပါတယ်လို့ဖီးယားကကျမတို့ဘက်မှာရှိနေတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ကျမတို့အတူတူသွားနေတဲ့အချိန်မှာဘယ်အရာကကျမတို့ကိုခြောက်လန့်လို့ရတယ်ဘယ်အရာကကျမတို့ကိုကြာရှုံးစေနိုင်တယ်ကျမတို့ဘယ်အရာကိုကျမတို့ကြောက်တယ်ဘယ်အရာကမှကျမတို့ against လုပ်လို့မရဒီတကူရှိတဲ့အရာကိုကျမတို့ရထားတယ်ဆိုတာကိုကျမတို့စိတ်သက်ခွန်အားပြန်ယူလို့ရပါတယ်အငယ်9နဲ့73မှာပြန်ကြည့်မယ်ဆိုရင်တခါတလေယုံကြည်သူတွေကခရစ်တော်ကိုရတဲ့ချိန်မှာခရစ်တော်ကိုအရင်ရတယ်လို့ထင်တယ်ဟာငါခရစ်တော်ကိုရပြီးပြောင်းလဲသွားပြီပေါ့ခရစ်တော်ကိုရပြီးနောက်နေနေကြာမှခမဲတော်ကိုရတယ်တရှိလို့ရင်တော့ဖျောက်လို့ဘိတ်ချီးပါရတယ်လေကျမတို့ကမဟုတ်ဘူးအဲ့ဒါမမှန်ဘူးကျမတို့ခရစ်တော်ကိုရတာနဲ့တခါတည်းခမင်းတော်ဖျားနဲ့တရှိလို့ရင်ဖျားကိုရတာဖြစ်တယ်အဲ့ဒီအကြောင်းအရာကိုကျမဖတ်တော့မဖတ်တော့ဘူးအဖက်အော်ရစာမှာပါပါတယ်လို့ခန်းကြီးတက်ပါမယ်အဲ့ဒါလေးကျမတို့အင်ရောက်ပြန်ဖတ်ကြည့်အောင်အဲ့တော့ကျမတို့ခရစ်တော်ကိုရပြီဆိုတာနဲ့ကျမတို့မဲတော်ကိုရပြီးသားဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖျောက်ရပြီးသားဖြစ်တယ်သုံးပါးတဆူမလို့တရက်ကိုရအကုန်လုံးရပြီးသားဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဆိုတာကဟိုးဘိတ်ချီမသစင်ကဆုနေတာဂျင်းနာတူရနေအဲ့ကိုကျမတို့တူလို့တယ်အဲ့တော့ကျမတို့လူတွေအဖြစ်တွေတခါတည်းကျမတို့ကျူးလွန်နေတဲ့အချိန်မှာဟာကွာငါခဏလေးတော့သွင်းမှာငါဒီလိုလုံးမိလိုက်တယ်ငါတို့ဆုံးဖြတ်လိုက်နေတယ်ဆိုကျမတို့နောင်တရတတ်တယ်အဲ့ဒါကြောင့်မလို့ကျမတို့ကခဏလေးဆိုတဲ့အတွင်းမှာတော့တန်ရှင်တော်ဝိညာဉ်တော်ကိုမိခိုပဲနဲ့ကိုယ့်ရဲ့ဇာတိကိုမိခိုလိုက်တဲ့အချိန်မှာကျမတို့ဆုံးဖြတ်ချက်မှားသွားတာတွေအများကြီးရှိတယ်အဲ့တော့ကျမတို့ကလူဖြစ်တဲ့အချိန်ကျတော့လေကိုရဲ့ဆုံးဖြတ်ချက်ကိုပို့ပြီးမှလိုက်နာမိသွားတဲ့အချိန်တွေရှိတတ်တယ်အဲ့ကြောင့်မလို့ကျမတို့ရဲ့ဘဝရဲ့အချိန်အတိုင်းလူအချိန်တိုင်းစက္ကန့်တိုင်းဟာတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုကျမတို့မိခိုဖို့လိုတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့တကိုးကိုမသုံးမိလို့ပျက်စီးသွားတယ်ဘဝတစ်ခုလုံးပျက်စီးသွားတဲ့ယုံကြည်သူတွေကျမတို့ရှိတယ်ဥပမာဆိုင်ဆုံးကိုလေးကြည့်မယ်ဆိုရင်သူပျက်စီးသွားတယ်မဟုတ်တဲ့ဟာသူဖြစ်သွားတယ်ဖျားရည်ရွယ်ချက်နဲ့လွယ်သွားတယ်နောက်ဆုံးမှသူဒါနောင်တရလို့ဖျားကနောက်ဆုံးချိန်သူ့ကိုခွန်အားပန်ပေးထားတဲ့အကြောင်းအရာလေးရှိတယ်နော်အဲ့ဒါလေးကျမတို့တွေ့ရတယ်ပြီးနံပါတ်4အချက်ကပါလဲဆိုတော့အဲ့ဒါကအငယ်14နဲ့16ဖြစ်တယ်အဲ့တော့ကျမတို့ဘဝမှာကြောက်စိတ်ဝင်လာတဲ့အချိန်မှာကျမတို့ကဖျားသခင်ကိုပဲကျမတို့ focus လုပ်ရမယ်ကျမတို့စမှာဘာတွေကြောက်စိတ်ရှိတယ်ခိုင်ကျန်ကျမတို့ကလူကြီးဖြစ်တယ်ဆိုရင်လေမကြောက်ရဘူးလို့ပြောလေငါဘာကြောက်လို့လဲငါဘာမှမကြောက်ပါဘူးလို့ပြောတယ်ကျမတို့ကြောက်စမှာကြောက်စိတ်တွေအများကြီးရှိတယ်ကျမတို့စိုးရိမ်တာရှိတယ်ကျမတို့ပူပန်တာတွေရှိတယ်အဲ့တော့ချို့ကအမြင့်ကိုကြောက်တယ်ကျမတို့အပြူလုံးကကျမလုံးဝမကြောက်ဘူးဟိုးတစ်ပင်ထိဖျားတွေမှာပဲရှောက်ဆော့ခဲ့တာဒါပေမဲ့ကလေးတယောက်ဝေးပြီးတော့ကျမဘလို့အမြင့်ကြောက်တော့မှမဟုတ်ဘူးကိုတော့အော်တယ်ကြောက်လို့ဟိုအရက်မြင့်သွားတဲ့အဲ့ဟိုထာဝါပေါ်မှာကျမတက်တော့အဲ့ဒီနိုင်ရနဲ့ကျမကြောကတ်ထားတော့ခွာတော့ခွာရဲကျမတားပြီးရှောက်ပြေးနေတာသူတို့ကြမလားဘာဖြစ်မလဲအဲ့ဒီကြောက်စိတ်ကိုကျမမပြောပြတတ်ဘူးကျမအရက်ကြောက်သွားတယ်အဲ့ချိန်မှာကိုအော်တယ်ဟာငါအရင်ကမကြောက်ပါဘူးငါဘာဖြစ်လို့အမြင့်ကြောက်သွားတယ်လဲဆိုကျမစိတ်ကိုကျမပြန်ပြီးကုရတယ်ပေါ့နော်အဲကြောင့်လို့ကျမရှောက်ပြီးလို့လောက်ဆိုရင်ရှောက်စီးပိုက်ကအဲ့မှာငါမကြောက်ရဘူးလို့ပြန်ပြီးရှောက်အားပေးတာပေါ့နော်ကိုတချို့အမြင့်ကြောက်တယ်တချို့အမှောင်ကြောက်တယ်မှောင်ရင်လေးနည်းနည်းလေးမှမှောင်မသွားရတော့အမှောင်ရင်မသွားတချင်းတွေအော်ဆိုတာမျိုးတွေပါလေကိုရှောက်စိတ်ပြောက်အောင်လေးရှောက်လို့ကအဲ့မှာတချင်းတွေအော်ဆိုတာမျိုးတွေပါလေတစ်ခုခုတွေရှောက်လို့လိုက်တာမျိုးတွေရှိတယ်ခိုင်ကြရင်လည်းလူရှိစကားပြောမှကြောက်တယ်တချင်းဆိုတာမှကြောက်တယ်စာရွက်တွေကညမလေးတုံပြီးမှတချင်းမဆူရဲတဲ့ဟာတွေကြောက်တယ်ကြောက်စိတ်တွေအများကြီးရှိတယ်ကျမတို့လူစီမှာငိမ့်ခတဲ့ငိမ့်လို့မရှိဘူးအေးငါကြောက်တယ်ငါမပြောရဘူးငါကြောက်တယ်မတော်ရင်ကျမတို့မကြောက်စိတ်တွေမျိုးမျိုးရှိတယ်ဟာအင်ထောင်ပြတာမျိုးတွေကြောက်တယ်ခါကြဟာငါယူသွားမလားလို့ကြောက်တယ်ငါယူသွားမလားလို့စဉ်းစားရင်တေးချာတယ်မယူသေးဘူးအယူတွေကဘယ်သူမှငါယူပြီးလို့မသိဘူး
နော်ငါကျူတော့လားငါစိတ်ညဖောက်သွားပြီလားအမျိုးမျိုးပေါ့နော်ကျမတို့စိတ်ထဲမှာရှိတယ်ငါပြေးလေငါပြီးနိုင်မှာမလားဟာငါလုံနိုင်မှာမလားငါဒီတာဝန်တွေငါထမ်းဆောင်နိုင်မှာမလားပေါ့နော်အခုပြည့်တာအမျိုးသားတွေလုံးတယ်အမျိုးသမီးတွေကအလုံးလုံးဘူးဆိုရင်စဉ်းစားမိတယ်ဒီ payment တွေငါနိုင်မှာမလားအမျိုးမျိုးပေါ့နော်အဲ့တော့ကျမအဖွင့်ကြမှာပြောထားတယ်ဖျားခင်ကကျမကိုကြောက်တတ်တဲ့စိတ်ကျမတို့ကိုမပေးထားဘူးတဲ့တကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်နဲ့ရှင်းလင်းတဲ့စိတ်ကိုပေးထားတယ်လို့ပြောတယ်ဖျားခင်ကဘယ်တော့အခါမှကျမတို့ကိုကြောက်စိတ်မလို့ဒီနေ့ကျမတို့စိတ်ထဲမှာကြောက်စိတ်ဆိုတာရှိနိုင်တိလိုက်ပါဘယ်တော့မှအဲ့ဒီကြောက်စိတ်ကဖျားစီရမဟုတ်ဘူးဖျားစီကဘယ်တော့မှကြောက်စိတ်မလာဘူးအဲ့တော့ကျမတို့သိရတယ်အဲ့တော့ကျမလည်းဒီလိုပဲပြအားပေးတယ်ကျမတို့ကြောက်စိတ်ဝင်တဲ့အချိန်မှာဒီကြောက်စိတ်ဘယ်ကနေရလာလဲဖျားကကျမတို့ကိုဘယ်တော့မှကြောက်စိတ်မပေးဘူးကျမတို့ဒီကြောက်ပိတ်လေးပဲကျမတို့ပြန်ပြီးမှခွန်အားယူရအောင်ကျမတို့ကိုတကိုးပါတဲ့စိတ်ပေးထားတယ်အဲ့ဒီတကိုးပါတဲ့စိတ်တကိုးဆိုတာပေးရတယ်ကျမတို့ရဲ့ခန္ဓာကိုယ်ကမဟုတ်ဘူးကျမတို့ရဲ့စိတ်ကနေရတာမဟုတ်ဘူးအဲ့ဒီတကိုးကတန်ရှင်းသောဝိညာဉ်တော်ဖျားစီကရတဲ့တကိုးဖြစ်တယ်ကျမတို့ဘဝမှာတန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့ထိန်းချုပ်မှုနဲ့ကျမတို့သွားလေကျမတို့စိတ်တကိုးကျမတို့ကြီးလေဖြစ်မယ်ကျမတို့ self control လေးပုံပြီးရှိလာမှာဖြစ်ပါတယ်နံပါတ်5အချက်အနေနဲ့ကတော့ကျမတို့ရေရှည်ကိုကြည့်ရမှာဖြစ်တယ်ခဏအတွင်းနဲ့ကြည့်ရဘူးဒီအငယ်19နဲ့19ထိမှာပါတာဖြစ်ပါတယ်လို့ long term ကိုစဉ်းစားတဲ့သူတွေကပုံပြီးမှအောင်မြင်တယ်ဘဝ short term စဉ်းစားတဲ့သူတွေကတော့ကြာရှုံးတယ်လို့ပြောကြတယ်ကျမတို့ယုံကြည်သူတွေက long term ပဲစဉ်းစားတာမဟုတ်ဘူးเนาะကျမတို့က long ပဲမဟုတ်ဘူး eternally term ကိုကျမတို့စဉ်းစားတယ်အဲ့တော့ဘာလို့လဲဆိုတော့ကျမတို့ရဲ့ဝိညာဉ်တက်တာဖြစ်ရဘလောက်လဲဘလောက်ကြာတယ်လဲဆိုတဲ့အချိန်ကိုမပြောနိုင်တော့အောင်မတိုင်းတာနိုင်တော့အောင်ဟိုးထာဝရအထိတည်ရှိနေတဲ့အထိကိုကျမတို့ရဲ့အသက်တာအလောက်ထိရှိတယ်အလောက်အထိကိုကျမတို့တွားရမှာဆိုတော့ဒီလောကမှာခံကျမတို့နေရတာအသက်ဘလောက်ရှည်မှာမလို့လဲကျမတို့ဘယ်သူမှအသက်တရားမရှိဘူးကျမသိတယ်အဲ့လိုဆုံးရှိ80 90လောက်ရှိမှာပေါ့လေဒါတရားလောက်ရှိတဲ့လူလည်းပါမယ်ပေါ့နော်တဘောကတရားဆိုတာတောင်မှထာဝရဆိုတာဟာနဲ့ရှင်ကြည့်လိုက်ဒါနည်းနည်းလေးပဲရှိသေးတယ်အဲ့တော့ဒီနည်းနည်းလေးမှာကျမတို့ရဲ့နေ့တိုင်းအသက်ရှင်မှုမှာကျမတို့ကိုယ့်ကိုယ်ကိုပြန်တိုက်ခိုက်နေရတဲ့အချိန်မှာထာဝရကာလဆိုတာကိုကျမတို့စဉ်းစားပြီးမှမျက်စိမိတ်ပြီးမှဖျားကိုယုံလိုက်တဲ့အချိန်မှာဒီလောကကြီးမှာကျမတို့ခံနေရတယ်ကျမတို့ခံစားရတာကျမတို့ရဲ့ကြာရှုံးခြင်းတွေကျမတို့ရဲ့ဝမ်းနည်းခြင်းတွေပူဆွေးခြင်းတွေစိတ်ဒုက္ခတွေအားလုံးကလေခဏလေးလိုပဲဖြစ်သွားတယ်ဒီအရာတွေကိုခံရတာတော့မှလေအရသာရှိစမ်းပါလို့ကျွန်မပြောချင်တယ်ဒါဟာခဏလေးပဲဖြစ်သွားတယ်ဒီအရာလေးကိုကျွန်တော်တို့ long term ကိုစဉ်းစားတဲ့အချိန်ဥမာကျွန်တော်တို့ Bible study လုပ်တယ်ကျွန်တော်တို့ကြားစာကိုဖတ်တဲ့ Bible စိတ်လုံးတွေဒါက long term တော့ဖြစ်တယ်အခုဖတ်တာလည်းဥမာငါကြပိုက်ပူနေငါဟိုသွားပြီး gym သွားရမယ် gym ကိုသွားလိုက်တာနဲ့နောက်တစ်ချက်ချင်းဘုံကလေး bike ကြီးပြောက်သွားပြီး sick ကြီးမထွက်လာဘူးကျွန်တော်တို့ bike ကဒါ long term အကြာကြီးလုံးက weight ကတက်လာတဲ့ဟာမျိုးကျမတို့ကအများကြီးလေ့ကျင့်ရမယ်ဒီလောကမှာရှိနေတဲ့အချိန်မှာဒီခုနရဲ့ muscle exercise လို့ပေါ့နော်အများကြီးကျမတို့ကိုလေ့ကျင့်ထားတာဒီဟာက long term အတွက်ဖြစ်တယ်အဲ့တော့နံပါတ်6အနေနဲ့ကဘာလဲဆိုတော့ခရစ်တော်ကခုနပြောတယ်ခရစ်တော်ရဲ့ကယ်တင်ခြင်းနဲ့ခရစ်တော်ကျမတို့တယောက်စီရဲ့ဘဝမှာဘာတွေလုပ်ခဲ့ပြီးလဲဆိုတော့ကျမတို့နေ့တိုင်းစဉ်းစားတယ်လို့ဖခင်ရဲ့တောင်းမြတ်ခြင်းကိုလည်းကျမတို့နေ့တိုင်းကျမတို့ကိုယ့်ကို remind လုပ်မယ်ကျမတို့စုမတောင်းခင်ဖြစ်စုတောင်းပြီးဖြစ်ကျမတို့အချိန်ယူပြီးမှကျမတို့အသက်တာမှာဖခင်ဘယ်လောက်ကောင်းမြတ်ခဲ့တယ်ဆိုတော့ကျမတို့နေ့တိုင်းကျေးဇူးတော်ပြန်ချီးမွမ်းလို့ဖြစ်ပါတယ်လို့အဲ့ဒါငယ်20ကနေဟို30ခုနှစ်ထိဖြစ်ပါတယ်လို့အဲ့တော့ခိုင်ချက်ကျမတို့စိတ်ထဲမှာကဘဝဆိုတာမျှတမှုရှိလို့ကျမတို့စဉ်းစားတယ်ဒါလုံးဝ fair မဖြစ်ဘူးပေါ့နော်အဲ့ဒီအတွေးဝင်လာတဲ့အချိန်မှာဖခင်ဟာကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဆိုတာနဲ့အရောက်ဝေးသွားတယ်ကျမတို့ကဘာဖြစ်လို့ဆိုကိုကသူများကိုကြည်တာကိုသူများကိုကြည်ပြီးမှကိုယ့်ရဲ့ဘဝနဲ့ထိုင်းရှင်ပြီးကွာစိတ်မကောင်းနေဖြစ်နေတာအားတွေငဲနေတာမရှာနေကောအတန်းတဲ့အန်တီနီကောမရှာနေကောဂျန်မောက်ကုအန်တီနီကောအောင်လောက်ကုဖြစ်လာနိုင်ဘာမဘောဒါကိုကကိုစဉ်းစားပြီးမှအဲ့လိုဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲဖခင်ရဲ့ကောင်းမြတ်ခြင်းကိုမမြင်တော့ဘူးအဲ့လိုဖြစ်နေခြင်းဖခင်ကိုပေါ်မှာဘလောက်ကောင်းမြတ်တယ်တယောက်ချင်းစီကဖခင်ရဲ့ကောင်းကြီးတွေဘလောက်ရှိတယ်ဆိုတဲ့ဟာကိုကျမတို့မှာဘာ ability တွေပေးထားတယ်လဲငါဘာတွေတတ်နိုင်တယ်လဲဆိုတဲ့ဟာကိုကျမတို့ပြန်စဉ်းစားပြီးတော့ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းမှုဖြစ်တယ်ကျမတို့ကဒါဖခင်စီမှာစုတောင်းဖို့တည်နေရတယ်တို့ပေမဲ့လည်းတန်ရှင်းသောဝိညာဉ်တော်ဖခင်ကြီးကျမတို့အတွက်အမြဲတမ်းဆုတောင်းပေးနေတယ်20ခါ29မှာပါပါတယ်ဒီနေ့ကျမတို့ဘသူတတိယမိလဲတန်ရှင်းသောဝိညာဉ်တော်ဖခင်ကျမတို့ဆုတောင်းပေးတယ်ခက်ချက်ကျမတို့တတိယဟိုတယောက်တည်းပဲဆုတောင်းနေလို့ချင်တာမဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်ဖခင်ဟာကျမတို့အတွက်ဆုတောင်းပေးနေတယ်လို့ပြောပြထားပါတယ်ဖခင်ကကျမတို့ဘဝအတွက်ကောင်းတဲ့အရာတွေကို तू ကအမြဲတမ်းတင့်တော်တဲ့အရာတွေအားလုံးကို तू ကပေးတယ်အဲ့တော့ဖခင်ကျမတို့ရဲ့ယံသူထက်ပုံကြီးမားတဲ့ပ
ပိုတကိုးရှိတဲ့အရာဖြစ်တယ်ကျမတို့ရင်မဆိုင်နေတဲ့အရာကျမတို့စိုးရိမ်တဲ့အရာခုနကျမတို့ကြောက်စိတ်တွေဝင်တဲ့အရာအဲ့ဒီအရာတွေအားလုံးထဲမှာပိုကြီးမားတဲ့ဖျားဖြစ်ပါတယ်လို့ကျမတို့ကိုဖျားတယ်အောင်မြင်တဲ့အတ္တကိုမြင်ချင်တယ်အရှုံးသမားဘဝနဲ့ကျမတို့ဘဝမှာအဆုံးသတ်သွားတာမျိုးကိုဖျားမြင်ချင်တာမဟုတ်ပါဘူးလို့အဲ့တော့ဖျားပြင်ကကျမတို့လူအပ်ချက်ကိုသူပေးတယ်သူ့ရဲ့သားကိုတော့မနှမျိုးပဲနဲ့ကျမတို့ကိုပေးထားခဲ့တဲ့ဖျားကကျန်တာတွေကိုမပေးချင်ရအောင်ကျန်တာတွေကိုမပေးနိုင်တော့ကစီကုတ်တဲ့ဖျားမဟုတ်ဘူးမပေးနိုင်တဲ့ဖျားမဟုတ်ဘူးအဲ့ဒါကိုကျမတို့တီးဖို့လိုအပ်ပါတယ်လို့အဲ့တခါကြရင်ကျမတို့ကကျမအပူဒီရဲ့ပတ်သေးပါလေကျမအဲ့ဒါလေးပြောမိတယ်ကျမတို့ဖျားကိုကျမတို့ရချာဖျားကိုကျမတို့ချပါတယ်ကိုကျမတို့ကက်တီရှိဖြစ်ပါတယ်ကိုတော့ကျမတို့ဘာမှမဆိုလုပ်ကျမတို့ကလုံမယ်ပဲရှိသေးတယ်လေလုံတာဘာမှတော့မလုပ်ရသေးဘူးဖျားနဲ့မတူဘူးလို့ပြောတာဖျားကသူ့ရဲ့အသက်ကိုပေးပြီးကျမတို့ကိုချစ်တယ်ဆိုတော့အဲ့ဒါလေအသက်ပေးပြီးမှချစ်တယ်ရုပ်ရငါရဲ့ချစ်ချင်းမြတ်တာဆိုတော့အတုံးခဲကြီးကိုကျမတို့ကိုအရင်ပြပြီးမှသူ့ရဲ့အသက်ကိုပေးပြီးမှကျမတို့ကိုချစ်တာကျမတို့ကဘာမှမပေးသေးဘူးပါဇက်နဲ့အရင်ချစ်တာကျမတို့ကလည်းနှလုံးသားနဲ့အရင်လာဖို့လိုအပ်တယ်ပေါ့နော်ကျမတို့ဘဝကိုဖျားကယူမဆိုင်တာဘာမှမရှိဘူးနော်ခိုင်ကြက်လေကျမတို့ကထင်တယ်ဖျားကယူမဆိုင်ဘူးလားဖျားမမြင်ဘူးလားလို့ကျမတို့ထင်တာယူမဆိုင်တာမရှိဘူးအားလို့ကိုယ်တိုင်ယုံကြည်ခြင်းအပြည့်နဲ့တော့ဖျားယူဆိုင်တယ်ကျမတငယ်ချင်းတယောက်အကြောင်းပြောချင်တယ်သူကသူ့အမျိုးသားဆရာဝန်ဖြစ်တယ်မယုံကြည်သူဖြစ်တယ်အဲ့တော့သူကဆေးကြောင်းတက်နေတဲ့အချိန်မှာပဲသူညောက်ကလက်ထပ်လိုက်တဲ့အချိန်တော့ဆေးကြောင်းကိုသူဘာမှမတက်လိုက်ရဘူးပြီးတော့အဲ့ဆိုအိမ်ထောင်လေးကြကလေးတွေမွေးပြီးနောက်ပိုင်းမှာသူကကြောင်းသွားတက်ကျောင်းတော့တဲ့သူကဆမလည်းမရဘူးပေါ့အဲ့တော့သူ့မိန်းမကအရာဆုတောင်းနေဆမရဘူးအဲ့တော့သူ့မျိုးသားပြောသူမိဆုတောင်းတာနဲ့ဆမရမှာသူကဘလို့မှမဆက်ဆက်မိဘူးနော်ဖះကဘလို့လုပ်ပြီးငါ့ကိုဆမရအောင်လုပ်ပြီးနိုင်တယ်ပေါ့နော်ဒါကလူလုပ်ရမယ်အပိုင်းလို့သူထင်တယ်ဒါသူထင်တာလည်းမမှားဘူးပေါ့နော်ဒါမှမဟုတ်ဘူးဖះခင်တတ်နိုင်တယ်အရာအားလုံးကိုဖះခင်လုပ်ပြီးနိုင်တယ်သူဆုတောင်းတယ်အဲ့ဒီရဲ့သတင်းစာဖတ်တဲ့အချိန်မှာသတင်းစာမှာကြုံညာတွေ့တယ်တဲ့ဆမမရတဲ့သူတွေအကုန်လုံးစံပွဲလာဖြေတယ်ပေါ့ဆိုရဲဟာတွေ့တော့ကျမတကယ်ချင်းအရာမတာပြီးတော့ကြောက်တော့ယောက်ျားရည်ဒီမကြည့်စမ်းဘလို့ဆုတောင်းတဲ့အတိုင်းပဲပေါ့နော်ဖះကတကယ်ပြီးတယ်ဒီမှာကြည့်တယ်ဆောက်မှဖြေဖို့ဒါပြန်ဖြေဖို့ဒီမှာသတင်းစာခေါ်နေပြီလို့ပြောဟာအရင်ဝမ်းသာပြီးတော့ဖြေတယ်ပေါ့နော်ဒါပေမဲ့သူ့စိတ်ထဲမှာဒါကတိုက်ဆိုင်မှုတစ်ခုလိုပဲသူထင်တယ်ဒါဖျားဖြစ်ချင်မှလည်းဟုတ်မှာပေါ့နော်ဒါတိုက်ဆိုင်မှုတစ်ခုလိုပဲသူခပ်ပုတ်ပုတ်ပဲထားလိုက်ဒါပေမဲ့သူ့မိန်းမပြောတယ်ဟုတ်ဘူးကျွန်တော်ဒီဒါဖျားကိုယ်တိုင်ပြေးထားတာနင်ဒါဖြေဖို့အရင်ဆုတောင်းတာလည်းကြာပြီပေါ့နော်ဖျားကဒီအချိန်မှာနင်ဒါဖြေဖို့ဒါဖျားကိုယ်ချပြီးတော့ဟုတ်တယ်ဆိုပြီး तू ကအရင် confirm လုပ်တယ်ပေါ့နော်ဒါဖျားစီဆိုအဲ့မှာသူ့ယောက်ျားကတော့တိတ်တော့ तू မထင်ဘူးဒါပေမဲ့လည်း तू စာမပွဲဖြေပြီးတော့တပတ်အကြာမှာသတင်းစာမှာကြုံရပြန်ထွက်တယ်စာမဖြေခွင့်အားလုံးကိုပိတ်လိုက်ပြီအဲ့ဒီအချိန်မှာကျမတို့ကဒီမှာမြင်နေမလားနင်းဖြေဖို့အတွက်ပဲဖျားကဒီအချိန်ကိုဖွင့်ပြီးလို့ပြောချင်တယ်သူ့ယောက်ျားပြောနင်းဖြောင်းမှာကြောက်သွားတယ်လို့ပြောတယ်ကျမတို့ကဘေးအရာအသေးအဖွဲလေးတစ်ခုပဲဖြစ်ဖြစ်သူ့အချိန်ရောက်လာတဲ့အချိန်မှာဖះကအံ့ဩစရာတခါတလေကြာအခုကျမတငယ်ချင်းရဲ့အဖြစ်လိုပဲကိုတယောက်ထဲအတွက်ဖះကလုတ်လားလို့ကိုဖြစ်တယ်တကယ်လည်းဟုတ်တယ်ဖះကကျမတို့တရားဟောစီရပွားမှာဒီလောက်ချစ်ချင်းမြတ်တာနဲ့ကျမတို့သူလုတ်ပေးတာကိုတွေ့ရတယ်အဲ့တော့ဖះကျမတို့ကိုဘယ်တော့အခါမှကျမတို့ကို reject မလုပ်ဘူးကျမတို့မိဘတွေကတချို့မိဘတွေကကိုသားပြီးကို reject လုပ်တယ်စွန့်ပစ်တာရှိတယ်ဖះကျမတို့ကိုဘယ်တော့မှမစွန့်ပစ်ဘူးအဲ့တော့ဖះရဲ့ချစ်ချင်းမြတ်တာကျမတို့ပုံမှာအမြဲတမ်းရှိပါတယ်လို့ကိုဘွားမှာကြောက်စိတ်ဝင်လာတဲ့အချိန်မှာဒီနေ့ကိုကဘုသူမိသားစုဝင်လာလဲဆိုတော့ပြန်စဉ်းစားဒီနေ့ကျမတို့ဘုသူမိသားစုဝင်လဲကျမတို့ကဖះရဲ့မိသားစုဝင်ဖြစ်တယ်သူ့ရဲ့သားသမီးတွေဖြစ်ပါတယ်အဲ့တော့ဖះရဲ့ကိုယ်ကောင်းမှုစောင်းမမှုကကျမတို့တရားရခိုင်လို့ကျမတို့စမှာရှိတယ်ခိုင်ကြရင်လေကျမတို့ဆုတောင်းမတောင်းဘူးနော်ဆန္ဒပြုယုံလေးနဲ့ရတာလေးရှိတယ်ကျမ်းစာမှာပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားပဲကျမတို့တွေဆုတောင်းပေးတာမဟုတ်ဘူးအင်းရောက်ရင်ဒီရောမဝါစာခန်းကြီးရှိလေကိုအစအဆုံးတိချလေးပြန်ဖတ်ပေးပါလို့ခရစ်တော်ဖျားကျမတို့တွေဆုတောင်းပေးတယ်ဆိုတဲ့အကြောင်းလေးပါအဲ့တော့တန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့ခရစ်တော်ဖျားရဲ့ဆုတောင်းပေးချက်လေးဟာကျမတို့ပြောမှာဘယ်တော့မှမတိတ်ဆိတ်သွားတဲ့ဆုတောင်းတန်လေးဖြစ်ပါလေလို့အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့အငယ်38နဲ့39ဖြစ်ပါတယ်လို့ကျွန်တော်ဒီနောက်ဆုံးတစ်ပိုက်ကလေးကိုကျွန်တော်ဖတ်ပြပါတယ်အကြောင်းမူကားတည်ခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ဖြစ်စေအထွတ်မြတ်ဖြစ်စေအာနာတကူဖြစ်စေမြင့်မောက်အရာဖြစ်စေနောင်လာတတ်သောအရာဖြစ်စေအမြင့်ဖြစ်စေအနိမ့်ဖြစ်စေဤအရာမှစ၍အဘယ်မိတ်အရာမြတ်သည်ငါတို့သခင်ယေရှုခရစ်အဖြစ်ခံရသောဖျားသခင်၏မြတ်တာနှင့်ငါတို့ကိုမကွာစေနိုင်ဟုငါတို့တကယ်ကြားရရှိ၏အ
အဲ့တော့ဘုရားကြီးကျမတို့ကိုချစ်တယ်ဆိုတဲ့အချက်ကဘယ်တော့မှမရက်တန့်သွားဘူးဘယ်တော့မှမကုံဆုံးသွားဘူးသူ့သားသမီးတွေသူအမြဲတမ်းချစ်တယ်ဘေးအရာကမှဘုရားရဲ့ချစ်ချင်းမေတ္တာတွေကိုမရက်တန့်သွားစေပါဘူးကျမတို့ဘဝမှာအနေမြင့်တွေရှိမယ်ဆိုးဆိုးချင်းတွေရှိမယ်ဘာအရာတွေပဲကြုံလာတေဆုံးချင်းတွေပဲကြုံလာကဲတင်ခြင်းနဲ့ချစ်ချင်းမေတ္တာဒီဘယ်တော့မှကျမတို့မဆုံးရှုံးဘူးဒါကဖခင်ကသူနဲ့ဆိုင်တဲ့သူ့ရဲ့သားသမီးတွေဖြစ်တဲ့ကျမတို့ကိုပြီးထားတဲ့အထူးခွင့်လေးပဲဖြစ်ပါတယ်ဒီနေ့ကျမတို့တကယ်ဖခင်နဲ့သက်ဆိုင်တဲ့သူတွေဖြစ်ပြီလားကျမတို့တကယ်ဖခင်နဲ့သက်ဆိုင်တဲ့သူတွေဖြစ်ရလားအဲ့တော့တကယ်တော့ကျမတို့ကဖခင်ရဲ့ကယ်တင်ခြင်းနဲ့ချစ်ချင်းမေတ္တာကိုတကယ်ယုံကြည်ပြီးမှတကယ်ဟုတ်ပြီလို့ကျမတို့လက်ခံရလားလို့ကျမတို့ပြန်စဉ်းစားဖို့တကယ်တော့ယုံကြည်ခြင်းဆိုတာကျမတို့အမျိုးဖွင့်ကြတယ် definition ဒီနေ့ယုံကြည်ခြင်းဆိုတာဘာနဲ့တူလဲဆိုတော့ကျမတို့အကျွေးမဆက်နိုင်ဘူးဒီဝါကြီးခါလိုက်တာနဲ့တူပါတယ်ဘာလို့လဲဆိုတော့အပြည့်ရဲ့အခါကတည်ခြင်းလို့ပြောတယ်တည်ခြင်းကိုကျမတို့ဘယ်သူဆက်နိုင်ကျမတို့ဘယ်သူမှမဆက်နိုင်ဘူးအဲကြောင့်မလို့ကျမတို့ကယုံကြည်ခြင်းဆိုတာဖျားစီမှာကျမတို့ bankruptcy လုပ်လိုက်တာဖျားကျွန်တော်ဒီမတတ်နိုင်တော့ပါဘူးဒီဝါကြီးခါလိုက်ကျွန်တော်လုံးဝအပြည့်အခါကိုမဆက်နိုင်တော့ဘူးလို့ဒီဝါကြီးခါလိုက်တာဖြစ်တယ်ဖျားကိုကျမတို့ယုံနေဆိုတာကျမတို့မတတ်နိုင်တဲ့အရာကိုကျမတို့ကြုံညာလိုက်တာဖြစ်တယ်ကျမဒီဖြစ်တာဖြစ်ပါတယ်ကောင်းမြတ်ခြင်းဖြောင့်မတ်မော်တာခြင်းဘာအရာမှဖျားရဲ့ရှိမှာခရစ်တော်ဖျားဆိုတဲ့အရာတာမရကျမတို့ကအလကားပဲဆိုတဲ့အရာကိုခန္ဓာဖြစ်ပါတယ်လို့အဲ့တော့မှလောကမှာရင်ဆိုင်တိုက်ခတ်ရမယ့်အရာ၃မျိုးထဲမှာတိုက်ခတ်ရခက်တယ်လို့စိတ်ပညာရှင်တွေပြောကြတဲ့ကိုဇာတိစိတ်ကိုအောင်နိုင်ဖို့အတွက်ကတော့ဒီနေ့တရှိလောဝိညာဉ်တော်ရဲ့တကူကိုကျမတို့ယူပြီးမှဖျားပေးထားတဲ့တကူပါတဲ့စိတ်ချစ်တတ်တဲ့စိတ်နဲ့ပိုရင့်ကျက်တဲ့ခရိယာအတ္တကိုကျမတို့ရှောင်နှံသွားကြပါစို့ပြောစီတိုင်းကိုဖြတ်ပြီးကြပါစို့ကြည့်ပါဆိုင်နာမ်ပေါ်လာတဲ့မှာကတော့ငါတို့အေးပစုံခါဒါ